မန်လေးတိုင်းပြောက်ဝဲမျိုးနဲ့စံပွဲကုန်းကျေးရွာအုပ်စုပက်ကန်ကျေးရွာအနီးမှာအောက်တိုဘာ16ရက်နေ့ညပိုင်းကပိခတ်မှုထွေပွားပြီးကျေးရွာဥက္ကဋ္ဌပါဝင်10ယောက်တေဆုံးကထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ပြောက်ဝဲဒေသခံတွေရဲ့ပြောကြားချက်အရတေဆုံးသူ10ယောက်အပြင်အမျိုးသမီးတူလည်းဒဏ်ရာရခဲ့ပါတယ်။တေဆုံးသူတွေထဲမှာပက်ကန်ကျေးရွာဥက္ကဋ္ဌဦးရဲမြင့်ဦးမြင့်သိန်းနဲ့ကန်ဆွေရွာကဦးသိန်းလွင်တို့အပါအဝင်ဒေသခံ10ယောက်ပါဝင်ပါတယ်။ဖစ်စန်ကတော့ပက်ကန်ရွာသွားလမ်းမကိုရဲရွာကကူရူကိုထကွန်ကရစ်လမ်းခင်းပြီးနောက်အောင်ပွဲထိမ့်မှတ်ပြောကွဲရှင်ပွဲကျင်းပနေချိန်မှာလက်နက်ကွိုင်အဖွဲ့တစ်ခုကစိုင်ကယ်တွေနဲ့ရောက်လာပြီးဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။လမ်းအောင်ပွဲကိုပက်ကန်ရွာနယ်မြေထဲမှာကျင်းပတာဖြစ်ပေမဲ့ကံဖျားရွာနဲ့နီးတဲ့အတွက်စစ်တပ်ကကံဖျားရွာမှာလာရောက်စစ်ဆင်နေလို့ရွာသားတွေရှောင်တိန်နေကြရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။အခုပစ်ခတ်မှုကိုဘယ်အဖွဲ့ကလှုပ်ဆောင်သွားတဲ့ဆိုတာကိုတော့ဒီကနေ့အချိန်ထိမသိရှိရသေးပါဘူး။ဒေသတွင်လက်နက်ကွိုင်တပ်ဖွဲ့တွေဘက်ကလည်းတရင်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။